ဒီစကားစုလေးတွေကို English လို့ပြောကြည့်အောင်နော် Main ခံတရှိရလို့ရအောင် Let's tidy up your room. Let's tidy up your room. ကစားစရာတွေတင်လိုက်တော့နော် Please put the toys away. Please put the toys away. ဖနက်တွေကိုစင်ပေါ်တင် Put your shoes on the rack. Put your shoes on the rack. အစားမစားခင်လက်ဆေးပါ Wash your hands before eating. Wash your hands before eating. အစားစားနဲ့မစော့နဲ့ Don't play with your food. Don't play with your food. အသက်၄နှစ်အရွယ်တသားမီမီလေးတွေအတွက်ဒီချက်ရဲ့ phonics class လေးဖွင့်မှုရှိပါတယ်။အဲဒီ phonics class လေးကတော့တစ်ပတ်ကို2ရက်တရက်ကို1နာရီအတန်းလေးပဲဖြစ်ပါတယ်။အကယ်၍ဒီ phonics class လေးကို join မယ်ဆိုလို့ရှိရင်ဒီချက်ရဲ့ TikTok message order မှာ Viber ဖုန်းနံပါတ်မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။